Hello မင်္ဂလာပါဒီတစ်ခါလေးမပြောဘဲနဲ့ဖွက်ထားတဲ့အမှန်တရားတစ်ခုကိုဒီနေ့ထုတ်ပြမယ်နော်ဒါကတော့တေချာလေးထိုးထားတဲ့ချွတ်ချွတ်ချစ်ချင်းစီကိုပါအချင်းတော့နောက်ကျနေလို့ထိုးပြီးသွားပါပြီဒါကတော့အချင်းပေါင်းအတွက် sauce ဘသူလက်ရလဲဆိုရင်တော့ Master Chef ကမဖွေးဖွေးရဲ့လက်ရပါအဲ့လိုဒေကြီးနဲ့ကိုချတာဒါကတော့စားခြင်းလို့ကိုအိမ်အထိအရောက်သွားတဲ့မှွေစိန်အချမ်းပါရှင်နည်းနည်းလေးရောင်ပြီးတော့မှွေသမားခဲ့သေးတာဒါပေမဲ့လေအချမ်းမှွေလာကနှုတ်ပြီးပျော့နေလို့တဲ့အားမရလို့ဆိုပြီးမဖွေးရသူကိုယ်တိုင်မှွေပါတယ်အသီးတွေအပေါ်အောက်သမားဖို့ကတေချာလေးလိုတာမို့လေဒီငရုတ်သီးမုံလေးကတော့အိမ်မှာကိုယ်တိုင်လော်ပြီးတော့ထောင်းတဲ့ငရုတ်သီးမုံလေးဆိုအရင်မှွေးတယ်တန့်ရှင်းလောက်ထားတော့လေမှုတွေပါလက်ကင်းတယ်ဒါလေးကိုနောက်ဆုံးမှွေးအောင်နည်းထပ်ပြီးတော့ဖြူလိုက်ပါတယ်တကယ်ပါအနက်နဲ့ရောအမြင်နဲ့ရောအရန်ဆွဲဆောင်တာဒါတော့အညာထညက်စစ်စစ်နဲ့ထိုးထားတဲ့အစစ်လွတ်စလေစီကိုပါမွေလဲမွေတယ်ဆိုတော့ရောင်စိန်နည်းနည်းလေးစားပါမယ်စားကျင်တာအုတ်ထုတ်တောင်မချွတ်ဘူးကြည့်အောင်ဟုတ်လားစားနေကြအချင်းပေါင်းတော့မဟုတ်အချင်းပေါင်းတော့အချင်းပေါင်းပဲဒါပေမဲ့စားနေကြအချင်းပေါင်းမဟုတ်ငင်းဆုံးချိုးပြီးတော့မှနည်းနည်းချင်းဆက်သွားတာအရန်တော့လည်းမဆက်တဲ့အတွက်ကြောင့်မလို့เนาะအဆက်ကြောက်တဲ့သူတွေဆိုလို့ရှိရင်အဆင်ပြေတယ်မလေးရှင်တကယ်ကိုချိုးချင်းဆက်ထိမိနေမှုကြီးပါအရန်ကို recommend ပေးတယ်ဇီးယူကတော့အခုလိုငရုံမှုန်လေးထည့်စားရမယ်တဲ့မှားရင်လည်းအဲ့ဒီအမှုန်လေးကိုတသက်ထည့်ပြီးတယ်တဲ့အကျဉ်းတော်လေးဇီးယူထက်စားရင်အချင်းမောင်းကိုပို့ကြိုက်တယ်ချိုးချင်းငယ်စားတဲ့ဇီးတို့လိုကိုမှအဲ့ဒီထက်ကိုဇီးယူတော့ဇီးယူပဲဇီးတို့လိုအရသာတော့မျိုးပဲဒါပေမဲ့အဲ့လိုလည်းမဟုတ်ပြန်ဘူးအချင်းမောင်းကလည်းယူရီးယားလည်းမဟုတ်ဗမာလည်းမဟုတ်ဒါကိုပိုင်own taste နဲ့သူ့ရဲ့ own recipe ကိုထိမိမိနဲ့ကို share ပါပိုမပြောအချင်းမောင်းကလေအပြင်မှာထားစားမယ်ဆိုရင်4-5ရက်လောက်ရတယ်ရေကတတာလေးထည့်စားမယ်ဆိုရင်3-4လလောက်ရတယ်မှားမယ်ဆိုရင်ဒီလို35ကျပ်သားကိုဘူးလေးနဲ့ထည့်ပေးတယ်ကတော့ရက်ဝေးရမှာတဲ့သူတွေအတွက်အသေးချလေးလုံအောင်ထုတ်ပေးတာအကျန်းတော့အိမ်အတွက်ဝယ်ပြီးတော့ပြန်มาတော့မယ်အဆုံးထိကြည့်ပေးလို့လည်းကျေးဇူးပါပြန်ဆောင်တွေ့မယ်နော်တတ်တာ